မှာဂျပန်မေဂျီဘီရင်တက်တဲ့မေဂျီဘီရင်ဒီတကားဖွင့်ဝါဒကိုကျင့်သုံးတဲ့အတွက်ကြောင့်မို့ဂျပန်ရှေ့တန်းရောက်တယ်ကျွန်တော်တို့ကသားတို့သမီးတို့ဥပဒေတို့နိုင်ငံအဲ့တဲ့14နှစ်စောတယ်53အထက်ပမာပြည်မှာစက်ရုံ90ကျော်ထူထောင်ပြီးနေပြီအင်္ဂလိပ်ဒီမလွဲမသွေ AR ရေလန်းကအပေါ်တက်မထင်လို့ရေမြုပ်ဘုံထောင်တော့အောင်မြင်ပြီးနေပြီလူငယ်တွေကိုနိုင်ငံတကာကိုစစ်ပညာတော့ပညာတော်တွေနေလှုပ်ကုန်ပြီတော်တော်လေးကိုခင်မိခဲ့တဲ့နိုင်ငံတော်တည်ကြီးဟာနောက်ဆုံးအင်္ဂလိပ်လက်ထဲကိုရောက်သွားတာပဲအဲ့ဒီကံကြမ္မာတွေဟာဘာကြောင့်လဲလို့အရင်စစ်တော့အာနာယူတွေတစ်ခက်တစ်ခက်မှာထထပေါ်တယ်မြင်ကုန်မင်းကုန်တဲ့ညီအောင်နှစ်ပါးထပြီးအာနာယူလိုက်တာကနောင်မင်းသားကြီးကြာကနောင်မင်းသားကြီးကြာတာဟာတိုင်းပြည်ကြာတာပဲအဲ့ဒီလိုအုံနောက်မျိုးက69ခုအထက်ပမာပြည်မှာအဲ့ဒီလိုအုံနောက်ရှင်နေပေါ်ပေါက်ခဲ့ပြီးမြောက်ရီမင်းကြီးဥစလို့ခေါင်းနေပေါ်ခဲ့ပြီးခင်မိခဲ့ပြီးအဲ့ဒီချိန်မှာအာဆီယံနိုင်ငံတွေဘာခေါ်မကျွန်းနိုင်ငံလေးတွေဘွက်ထဲနွန်းတွားနေတဲ့ချိန်ပဲရှိသေးတယ်အဲ့ဒီမှာနောက်တစ်ခါ40ခွန်ဘုချုပ်အဲ့မှာကလုံဦးစောထပြီးတော့အာနာထယူလူတယောက်ထပေါ်တိုင်းမြေဟတ်ထောနှစ်ခါလဲထားတာဒီနေ့ထိနလန်မထူနိုင်သေးဘူးရှေ့ကျွေးနောက်ရှင်းရှေ့ရှင်းနဲ့သူတို့တန်နေရလဲနဲ့တပတ်တွေလဲအောင်တော့မယ်အသက်တွေလည်းမငယ်ကြတော့ဘူးအဲ့တော့မသေးခင်မှာတော့ဘာပဲဖြစ်ဖြစ်တိုင်းပြည်လှလှပပလေးလူယိုသေးရှင်ယိုသေးလေးတော့မြည်သူမဆိုကြည်သွားခြင်းညာတာအဲ့ဒါကြောင့်မို့သားတို့သမီးတို့အားကိုးတယ်ဆိုတော့အဲ့ထဲမှာစိတ်ရည်သားမုံမြတ်တဲ့နှလုံးသားပိုက်ရှိအလှတရားတွေကိုရှိတယ်ပုဂ္ဂိုလ်တရားကတော့40ခုမှာဘုချုပ်အောင်ဆန်းလုတ်ကြံခံရပြီးရဲ့နောက်မှာလူမမယ်ကလေးလေးတွေကိုပညာတတ်ဖြစ်အောင်စိတ်နှလုံးသားလှပတန်ရှင်းတဲ့မွန်ရည်တဲ့လူငယ်လေးတွေဖြစ်လာအောင်တုံတင်ဆုံးမတာကတော့ဒေါခင်ကြီးပဲသူ့သမိုင်းကိုလေ့လာတဲ့အခါမှာအလွန်လူလောကကြီးကိုမြန်မာပြည်လူထုအတွက်တက်တက်များမွေးဖွားလာကြသလားလို့တော့ထင်ရတယ်သူကမြောင်းမြသူပါမောင်နှမ10ယောက်ထဲမှာ10ယောက်မြောက်မူလနာအတတ်ပညာမှာမြောင်းမြမှာစာအလွန်တော်လုံးလို့နောက်ဆုံးအတတ်ပညာနဲ့မမျှလို့ကြည့်မနိုင်မင်းကလေးကြောင့်ပြောင်းထားနောက်ဆုံးမော်လမြိုင်မှာကျောင်းဆရာမလေးတို့လည်းမြောင်းမြမှာကျောင်းဆရာမပြန်လို့ရင်းသူနာပြုဝင်းဖြေတာအမတွေနဲ့အတူဝင်းဖြေတာအောင်တော့ဗိုလ်ချုပ်နဲ့တွေ့တယ်ဂျပန်ခေတ်စေးရုံကြီးမှာဗိုလ်ချုပ်နဲ့တွေ့တယ်အညာသားနဲ့မြို့ကကျောင်းမော်သူနဲ့အကြောင်းပါတယ်